ဒဲအိုးလိုမျိုးတွေနောက်ပြီး stainless steel ပေါ့နောက်ပြီး ceramic ပေါ့နော်ကြွေအိုးလိုမျိုးဒီလိုမျိုးတွေပြန်ပြီးတော့သုံးလာကြပြီမကတ်အိုးတွေသုံးတာကျန်းမာရေးတော့တကယ် safe ဖြစ်ရလားခုနောက်ပိုင်းဆိုလို့ရှိရင်လေဒီမကတ်အိုးတွေနဲ့ပတ်သက်ပြီးတော့မှစပြီးတော့မှဒီမကတ်အိုးတွေမှာဆိုလို့ရှိရင်သူ့မှာ non sticky pan လို့ခေါ်တယ်ပေါ့နော် non sticky pan အပေါ်ကသူကုတ်လုတ်တဲ့အဲ့မကတ်အောင်လို့ကုတ်လုတ်တဲ့ဒီ layer ဆိုလို့ရှိရင်အပူချိန်များတဲ့ခါမှာဆိုသူနဲ့ကြတော့ဒီ toxic chemical တွေထွက်တယ်အနေရှိစင်နိုင်တဲ့ chemical တွေထွက်တယ်အဲ့ဒါကြောင့်မလို့မကတ်အိုးတွေကိုစပြီးတော့မှမသုံးကြတော့ဘူးပေါ့နော်အဲ့တော့မကတ်အိုးတွေကနေပြီးတော့မှသူက air fryer လုံးနဲ့တူတူပဲသူ့စီမှာဆိုလို့ရှိရင်ဘယ်လိုမျိုး chemical တွေကြောင့်မလို့ဖြစ်တာလဲဆိုတော့ PTFE နောက်ပြီးလို့ရှိရင် PFOA ဒီလိုမျိုး chemical တွေကနေပြီးတော့မှ heat ကအရင်များလာတဲ့ခါမှာဒါမှမဟုတ်လို့ရှိရင်လည်းဒီပေါ့နော်တန်ရှင်းလုပ်တဲ့ခါမှာဆိုလို့ရှိရင် brush နဲ့တိုက်လိုက်တဲ့ခါမှာဆိုတော့ဒီသူ့ရဲ့ဒီမကတ်အိုးကအမဲတွေကနေပြီးတော့ကွာလာတယ်ပေါ့နော်အဲ့လိုကွာလာနေပြီးတော့ကိုယ်တွေစားမိမယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့မှအန်ဒီရရှိစေနိုင်တယ်အဆိုင်နဲ့ဥလာကြောင့်အန်ဒီရရှိစေနိုင်တယ်နောက်ဘာတွေအတွက်လဲဆိုချင်ကင်ဆာဖြစ်စေတယ်နောက်ပြီးတော့ဒီ thyroid ပေါ့ဟော်မုန်းတွေပြဿနာတွေဖြစ်စေတယ်တခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေလည်းဖြစ်စေပါတယ်အဲ့ဒါကြောင့်မလို့နောက်ပိုင်းဆိုလို့ရှိရင်မကတ်အိုးတွေအစားပေါ့နော် ceramic တို့နောက်ပြီးတော့ stainless steel ပေါ့နော် steel အိုးတွေကိုပြန်ပြီးတော့မှအသုံးပြုလာကြပြီအဲ့တော့မြန်မာပြည်မှာဆိုလို့ရှိရင်တော့ပေါ့နော်မကတ်အိုးတွေကခုမှစပြီးတော့နည်းနည်းခစ်စားလာတာပေါ့နော်ခစ်စားလာတော့ဟိုပေါ့နော်ခုမှစပြီးခစ်စားရတော့မဟုတ်ပေါ့နော်ခစ်စားလာတာမကြသေးဘူးပေါ့အဲ့ခါကျတော့ပေါ်ပင်ဆိုလို့ရှိရင်ကျတော့လူတွေကဒီမကတ်အိုးလေးဆိုကြိုက်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့သူများနိုင်ငံမှာဆိုလို့ရှိရင်မကတ်အိုးတွေကအဲ့လိုခစ်မိတဲ့နိုင်ငံပေါ့နော်ကျမ်းမာရေးအသည့်ဘူးသူရရှိတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒီမကတ်အိုးတွေကိုစပြီးတော့မသုံးကြတော့ဘူးဘယ်လိုတွေပြန်ပြောင်းလာပြီလဲဆိုတော့ကိုယ်တွေအရင်တုန်းကသုံးလာခဲ့တဲ့ဒဲအိုးလိုမျိုးတွေနောက်ပြီး stainless steel ပေါ့နောက်ပြီး ceramic ပေါ့နော်ကြွေအိုးလိုမျိုးဒီလိုမျိုးတွေပြန်ပြီးတော့သုံးလာကြပြီကြွေအိုးကကြတော့ဒီမကတ်အိုးတွေသုံးမဲ့အစားကြွေအိုးကိုသုံးလို့ရတယ်ကြွေအိုးကလည်းတခြားပေါ့နော်ဒဲအိုးတွေဘာတွေလောက်တော့သူကမကတ်ဘူးဒါပေမဲ့သူကတစ်ခုရှိတာသူကနည်းနည်းလေးတယ်ကင်ရတာလေးတယ်နောက်ပြီးတော့ထားတာသူကဆိုလို့ရှိရင်သူကကြတော့လေးတာလေးတစ်ခုတော့ရှိရပေါ့နော်ဒါပေမဲ့သူကလည်း non sticky pan တွေပေါ့မကတ်အိုးဝင်နေရှင်နေဆိုလို့ရှိရင်တော့ healthy ဖြစ်တဲ့ version တွေမှာပါတယ်ဒီလိုမျိုး stainless steel တွေကကြတော့မသုံးတတ်ဘူးသုံးရတာခက်တယ်နောက်ပြီးတော့ဒီဒဲအိုးတွေသုံးရဆိုရင်ကတ်တက်တာမလို့မသုံးတတ်ဘူးဆိုလို့ရှိရင် ceramic အိုးလေးတွေကိုလည်းသုံးလို့ရပါတယ်